ရုပ်ရှင်ချင်းပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ recap channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့ထဲမှာရေမွေးကြိုက်တဲ့သူတွေပါလားဗျဒီနေ့မှာတော့ကဘာကျော်ပြင်သစ်ရေမွေးသမိုင်းနေတဲ့ကမှထူးခြားကြောက်မက်ဖွယ်ကောင်းခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုအခြေခံပေးထားတဲ့ဇလန်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်လူသားသမိုင်းမှာအထူးခြားဆုံးရေမွေးကိုဘယ်လိုဒီများဖော်ဆက်ခဲ့တယ်လဲဆိုတာစိတ်ဝင်စားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အတူတူဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုရင်းနဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ကြပါနဲ့နော်ဇလိုင်းရဲ့အစမှာတော့ပြင်သစ်အကျဉ်းတောင်တစ်ခုကနေအများပြည်သူတွေရှေ့ကိုထုတ်ပြနေပါတယ်လူအုပ်ကြီးတွေကလည်းသူ့ကိုကြည့်ပြီးတော့ဒေါသထွက်နေတယ်လို့သူ့ကိုစီရင်မဲ့ပြစ်ဒဏ်တွေကြီးညာတဲ့အခါမှာလည်းဝမ်းသာအားရနေပါတယ်ဘာလို့ဒီအကျဉ်းသားကိုလူတွေကမုန်းတီးနေကြလဲဆိုရင်တော့ဒီအကျဉ်းသားမောင်ပင်ရဲ့ငယ်ဘဝကနေပြီးတော့စတင်ပြောရမှာဖြစ်ပါတယ်18ရာစုကာလပြင်သစ်နိုင်ငံဟာရေမွေးရနံ့အနေနဲ့ထုံသိမ်းနေပြီလို့ပြောလို့ရနိုင်ပေမဲ့စန့်ကျင်ဘက်အနေနဲ့စိုးရတဲ့အနှမ်းသက်တဲ့နေရာတွေလည်းရှိပါတယ်ဒါကတော့ပဲရစ်မြို့ရဲ့ငါးဈေးပဲဖြစ်ပါတယ်ဒီဈေးထဲမှာငါးရောင်ရင်ကိုဝင်တယ်မေရငပိယုံမွေးချလိုက်ပါတယ်ဒါပေမဲ့အမေဖြစ်သူကကလေးမွေးပြီးရနဲ့ငါးညစ်ကြီးပုံးထဲမှာပဲစွန့်ပစ်လေရှိပါတယ်ဒီတခါမှလည်းအရင်ကလေးလိုမျိုးငပိယုံစွန့်ပစ်ထားပေမဲ့ငပိယုံကတော့ထူးခြားရလို့ပဲဆိုရမှာပါဘာလဲဆိုတော့ရုတ်တရက်ငိုလိုက်တဲ့အတန်ကြောင့်ငါးပုံးထဲမှာပြစ်ထားတဲ့ငပိယုံလူတွေကတွေးသွားကြပါတယ်အဲ့ဒီမှာနေမဲ့ငပိယုံရဲ့ဂျေဇူးနဲ့အမေဖြစ်သူကိုရက်ဆက်တဲ့လုပ်ရဲဆိုပြီးတော့ကြိုးပေးခံလိုက်ရပါတော့တယ်ဒီလိုနဲ့မိဘမဲ့ဖြစ်သွားတဲ့ငပိယုံတယောက်မိဘမဲ့ကလေးတွေစောင့်ရှောက်တဲ့နေရာကိုရောက်လာခဲ့ပါပြီတကယ်တော့ဒီနေရာကမိဘမဲ့ကလေးတွေကိုကျွေးမွေးထားပြီးအရွယ်ရောက်လာတဲ့ခါကြလို့ရှိရင်တော့ကျုံနေနဲ့ရောင်းစားကြတာဖြစ်ပါတယ်။ငပိန်တယောက်ကအဲ့နေရာမှာပဲကြီးပြင်းခဲ့ရပြီးတော့တိတက်ဆအရွယ်ရောက်လာခဲ့ပါပြီ။သူ့မှာထူးခြားတဲ့အချက်ကအရာဝတ္ထုတွေကိုအနံ့ခံဖို့စိတ်ဝင်စားတာနဲ့အနံ့တွေကိုမှတ်သားတတ်တဲ့ပါရမီပါရလို့ပဲပြောရမှာဖြစ်ပါတယ်။အဲ့လိုနဲ့အရွယ်လေးနဲ့ရောက်လာတဲ့ငပိန်ကိုတရေစဲုံတစ်ခုမှအလုသမားအနေနဲ့ရောင်းစားလိုက်ကြပါတယ်။ငပိန်တယောက်စဲုံမှာအလုလုံနေနဲ့သူစိတ်ဝင်စားတဲ့အနံ့တက်တွေကိုမှတ်သားဖို့အတွက်အမြဲတမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။အဲ့လိုနဲ့တရက်မှာငပိန်ရဲ့ဆန္ဒတွေပြေဝခဲ့ပါပြီ။အဲ့ဒါကတော့မြို့ထဲကိုပစ္စည်းပို့ရင်းနဲ့အမျိုးမျိုးသောလူတွေပစ္စည်းတွေရဲ့အနံ့တွေကိုလေးလာခွင့်ရလိုက်တာဖြစ်ပါတယ်။အဲ့လိုနဲ့အပြန်မှာငပိန်တယောက်ရေမွေးဆိုင်ရှိကိုလည်းရောက်ခဲ့ပါသေးတယ်။အဲ့ဒီခေတ်ခါကအထက်တန်းသားတွေရဲ့ကြားမှာရေမွေးဟာအရေးပါဆုံးအသုံးဆောင်ဖြစ်သလိုရေမွေးဖန်တီးသူတွေကိုလည်းအမှုပညာရှင်တွေလို့တောင်မှသတ်မှတ်ခဲ့ကြပါတယ်။အဲ့လိုနဲ့ရေမွေးဆိုင်ကိုငေးနေတဲ့ငပိန်တယောက်အနားကနေဖြတ်သွားတဲ့မိမလာလေးရဲ့အလွန်ဆွဲဆောင်မှုရှိတဲ့ရနက်တစ်ခုကိုရလိုက်တာကြောင့်မလို့စိတ်ဝင်စားလိုက်ကြည့်မိပါတယ်။တနေရာရောက်မှာတော့မိမလာလေးနဲ့မျက်နှာချင်းဆိုင်တွေးခဲ့ရပြီးတော့စကားပြန်မပြောနိုင်အောင်ဖြစ်နေရပါတယ်။ကောင်မလေးဘက်ကတော့အစာတောင်းစားတဲ့အထင်နဲ့မောင်ပိန်ကိုအသီးတချို့ပေးလိုက်ပေမဲ့မောင်ပိန်ကကောင်မလေးရဲ့ရနံ့ကိုပဲစိတ်ဝင်စားတာမလို့ဆွဲလာရမ်းလာရဲ့လောက်တာကြောင့်ကောင်မလေးကလည်းကြောက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အလုပ်ကိုပြန်ရောက်လာတဲ့ငပိန်တယောက်ကတော့မြို့ထဲကရလာခဲ့တဲ့မိမလာလေးရဲ့ရနံ့အကြောင်းကိုပဲစဉ်းစားနေမိခဲ့ပါတယ်။မောင်ပိန်ရဲ့ဆန္ဒကတော့ရနံ့တွေကိုအမြဲတမ်းရအောင်ထိန်းသိမ်းထားနိုင်မယ့်နည်းပညာကိုလိုချင်ခဲ့တာဖြစ်ပါတယ်။ Paris မြို့မှာကတော့နာမည်ကြီးရေမွေးပညာရှင်ဦးတုတ်ကြီးရှိပါတယ်။သူကနာမည်ကြီးဆိုပေမဲ့လည်းလူကြိုက်များတဲ့ရေမွေးအသစ်တွေထပ်မထုတ်နိုင်မင်းနဲ့ခက်နောက်ကျတဲ့ရေမွေးပညာရှင်ဖြစ်ပါတယ်။အခုလည်းအမတ်တယောက်ကိုရေမွေးလုပ်ပေးဖို့အတွက်အော်ရာရလို့ဦးတုတ်ကြီးတယောက်ကသူ့ရဲ့အစွမ်းတွေကိုပြသတော့မှာဖြစ်ပါတယ်။ဒါမှမဟုတ်သူ့မှာကဖော်မူလာအသစ်အတွက် idea တွေမရှိတာမလို့တခြားနာမည်ကြီးရေမွေးကို copy ယူဖို့အတွက်လုပ်နေပါတယ်။ရေမွေးထဲမှာသုံးမဲ့ပါဝင်ပစ္စည်းတွေကိုအနံ့ခံမှတ်သားရင်းနဲ့ဦးတုတ်ကြီးလည်းပဲတိုင်နေပတ်ပြီးတော့ပလက်လန်သွားခဲ့ပါပြီ။အဲဒီအချိန်မှာပဲဦးတုတ်ကြီးစီငပိန်တယောက်ပစ္စည်းလာပို့ပါတယ်။အနံ့ခံကောင်းတဲ့ငပိန်ကဦးတုတ်ကြီး copy ယူဖို့စူးစမ်းနေတဲ့ရေမွေးကိုပါဝင်ပစ္စည်းတွေပြောပြပြီးတော့အရေးအသွေးမကောင်းကြောင်းပြောလိုက်ပါတယ်။အဲဒီမှာဦးတုတ်ကြီးကလည်းသူ့ထက်အနံ့ခံကောင်းတဲ့ငပိန်ကိုသူ့ကိုစီယာလာမလုပ်နဲ့အဲ့ဒီရေမွေးရဲ့ formula ကိုတိမှထုတ်နိုင်မှာဆိုပြီးတော့မောင်ပိန်ကိုပြန်ဖြဲလိုက်ပါတယ်။မောင်ပိန်ကလည်းသူ့အနေနဲ့အဲ့ဒီရေမွေးကိုလုပ်ပြနိုင်တယ်လို့ပြောလိုက်တော့ဦးတုတ်ကြီးကလည်းအယူစိတ်ချမ်းသာအောင်ဆိုပြီးတော့လှုပ်ခွင့်ပေးလိုက်ပါတယ်။အဲ့လိုနဲ့မောင်ပိန်ကရေမွေးရဲ့ပါတဲ့ရနံ့အစီတွေကိုရောဆက်ရင်းနဲ့အစွမ်းတွေပြနေပါပြီ။ဦးတုတ်ကြီးကသူ့ရှိမှလှုပ်ချင်တယ်လို့လှုပ်နေတဲ့မောင်ပိန်ကိုတားလိုက်ပြီးတော့ထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။ဒါမဲ့အံ့ဩစရာကောင်းလောင်ပဲမောင်ပိန်လှုပ်လိုက်တဲ့ရေမွေးကသူကော်ပီဘူးလှုပ်နေတဲ့ရေမွေးနဲ့တထီရာလေးဖြစ်နေပါတော့တယ်။မောင်ပိန်ကသူ့အနေနဲ့ဒီထက်ပိုကောင်းတဲ့ရေမွေးလှုပ်ပေးနိုင်ပါတယ်ဆိုပြီးတော့ဦးတုတ်ကြီးစီတပည့်ခံမှုအတွက်ခွင့်တောင်းလိုက်ပါတယ်။ဦးတုတ်ကြီးကလည်းသူစဉ်းစားပေးပါမယ်လို့ပြောပြီးတော့မောင်ပိန်ကိုပြန်လွှတ်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဦးတုတ်ကြီးကငပိန်ရဲ့အလုပ်ကိုလိုက်လာပြီးတော့ငပိန်ကိုပတ်စံပေးပြီးတော့ပြန်ဝင်လိုက်ပါတယ်။အဲလိုနဲ့ငပိန်ရောက်လာပြီးနောက်ပိုင်းဦးတုတ်ကြီးရဲ့ဆိုင်မှာရေမွေးအသစ်တွေအများကြီးထုတ်လုပ်နိုင်တယ်လို့ဆိုင်ရာလည်းပြန်လဲစီကားလာပြီးဝင်ငွေလည်းတိုးလာခဲ့ပါပြီ။ဒါကြောင့်လေဦးတုတ်ကြီးကသူ့ရဲ့ဂရီတိုင်းရေမွေးကိုစနစ်တကျဘလို့ဖော်ဆက်ရတယ်ဆိုတဲ့ပုံသေးနည်းတွေကိုငပိန်ကိုရှင်းပြပေးလိုက်ပါတယ်။ဒါပေမဲ့ငပိန်ကတော့အရာဝတ္ထုတွေကနေရနံ့ထုတ်ယူတဲ့ပုံနဲ့တာရှည်ထိန်းလို့ရမယ့်နီးလန်းကိုပဲတင်ယူဖို့စိတ်ပြင်းပြနေခဲ့ပါတယ်။ဒါနဲ့ပဲဦးတုတ်ကြီးကလည်းပန်းနေစီကနေပေါင်းနဲ့ပေါင်းခံပြီးတော့ရနံ့အစီဘလို့ထုတ်ယူရတယ်ဆိုတာကိုမောင်ပိန်ကိုထပ်ပြီးတော့ရှင်းပြပေးပါတယ်။အဲလိုနဲ့မောင်ပိန်တယောက်ဦးတုတ်ကြီးစီမှာပညာသင်ယူရင်းတရက်မှာတော့မကျေနပ်တာတွေဖြစ်လာခဲ့ပါတယ်။အဲဒါကတော့မောင်ပိန်တယောက်ပေါင်းဝေးလေးကိုကြောင်ကောင်ထည့်ပြီးတော့ကြောင်အနံ့ထုတ်ဖို့လုပ်နေပြီးတော့ရနံ့မရလို့ဦးတုတ်ကြီးကိုကြွိုင်းရှာနေပါတယ်။ဦးတုတ်ကြီးကလည်းပေါင်းနဲ့အစီထုတ်တာကပန်းတွေကိုပဲလုပ်လို့ရတယ်ဆိုတာပြောလိုက်လို့မောင်ပိန်လည်းလျှော့ရသွားခဲ့ပါတယ်။အဲနောက်တော့မောင်ပိန်လည်းပဲသူ့စိတ်နဲ့သူနေမကောင်းဖြစ်ခဲ့ပြီးတော့ဦးတုတ်ကြီးကိုတခြားရနံ့ထုတ်တဲ့နည်းရရှိရင်သင်ပေးဖို့တောင်းဆိုလိုက်ပါတယ်
ဦးတို့ကြီးကလည်းအဲ့ဒီပညာရက်ကတခြားမျိုးငယ်လေးတစ်ခုမှရှိတယ်ဆိုတာနဲ့သွားချိန်မျိုးဝင်မှုအတွက်ထောက်ခံစာရေးပေးမယ်လို့ပြောလိုက်ပါတယ်ဒါမဲ့အပေးယူနေနဲ့ငပိန်ကဦးတို့ကြီးကိုရေမွေးအသစ်ဖော်မူလာပေါင်း100ကျော်ပေးခဲ့ရမှာဖြစ်ပါတယ်မောင်မရနဲ့သဘောတူလိုက်ပြီးတော့ဖော်မူလာတွေပေးပြီးတော့ဦးတို့ကြီးစီကနေပြီးတော့ထွက်လာခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့ငပိန်တယောက်တတော်ပင်တရောင်တက်နဲ့သူသွားမဲ့ Grand မြို့လေးစီကိုရောက်လာခဲ့ပါပြီဒီမှာလဲမောင်ပိန်တယောက်ပဲရစ်မာလိုပဲမထင်မပိန်နဲ့မိမလာလေးတယောက်ရဲ့ဆွဲဆောင်မှုရနံ့ကိုရလိုက်ပါတယ်ထုံးစံတိုင်းပဲအဲ့ဒီရနံ့နဲ့မိမလာလေးရဲ့အိမ်ထိခြေရာခံပြီးတော့လိုက်ချောင်းနေခဲ့ပါတယ်အဲ့ကောင်မလေးကတခြားသူမဟုတ်ဘဲနဲ့ Grand မြို့ရဲ့တထေးကြီးဦးဘောရဲ့တူးရဲသောချစ်ရတဲ့သမီးလေးဖြစ်ပါတယ်မောင်မင်ကတော့ Grand မြို့ရဲ့ရေမွေးလုပ်ငန်းတစ်ခုမှာအလုပ်လုပ်ရင်းနဲ့ရနံ့ထုတ်ယူတဲ့ပညာကိုသင်ယူနေပါတယ်အဲ့လိုနဲ့တရက်မှာတော့မောင်ပိန်တယောက်စမ်းသပ်မှုတစ်ခုကိုစတင်ခဲ့ပါပြီအဲ့ဒါကတော့အလုပ်ထဲကမိန်းကလေးတယောက်ကိုရနံ့ထုတ်တဲ့အိုးထဲကိုထည့်ပြီးတော့ရနံ့ကိုယူကြည့်တာပါဒါမဲ့လည်းဘာမှထူးမလာမလို့မောင်ပိန်လည်းပဲနောက်တနေ့ထပ်ပြီးတော့စမ်းသပ်ရပါတယ်အဲ့ဒါကတော့မက်ရွှေကြောင်ညပြက်ငားပြီးတော့သူ့စီကနေတရိတ်ဆန်အစီသုံးပြီးတော့ရနံ့ထုတ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့မက်ရွှေကြာလည်းတိမ်မော်မလွင့်ရဘဲနဲ့သူ့ကိုတရိတ်ဆန်အစီနဲ့တုံနေလို့တင်းသွားပြီးတော့ငပိန်ကိုညင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ရီမန်းချက်ကိုအဆုံးထိရှောက်မဲ့ငပိန်တယောက်ကတော့မက်ရွှေကြာစီကနေရနံ့ကိုမရရအောင်ထုတ်ယူလိုက်ပါပြီအဲဒီနောက်မှာတော့ရလာတဲ့အစီကိုပေါင်းခံပြီးရနံ့ထုတ်ယူလိုက်ပါတယ်အဲ့လိုနဲ့ပန်းတွေမကဘဲနဲ့တခြားပစ္စည်းရဲ့ရနံ့အောင်မှာထိမ့်သိမ်းနိုင်လိုက်တဲ့ငပိန်တယောက်ကသူ့ရဲ့ရေမွေးဖော်ဆက်မှုလုပ်ငန်းကိုစတင်ပါတော့တယ်အဲ့ဒီအတွက်လိုအပ်တဲ့ရနံ့တွေကိုမိမလာလေးစီကနေပြီးတော့ယူရပါတယ်Grand မြို့မှာလည်းမိမလာလေးထူးဆန်းစွာပျောက်ဆုံးပြီးတော့အလောင်းတွေစွန့်ပစ်ထားရဖြစ်နေလို့မြို့ပိုင်နေရာလည်းဒီကိစ္စဖြေရှင်းမှုတိုင်ပင်ကြရပါတော့တယ်။တစ်ဖက်မှာလည်းမောင်ပိန်ကသူ့ရဲ့ရီမန်းချက်တွေကိုဆက်လက်အကောင့်ထဲဖော်နေသလိုမြို့ထဲမှာလည်းစွန့်ပစ်ထားတဲ့မိမလာအလောင်းတွေကိုဇက်တိုက်တွေ့နေရလို့မြို့ကန်တွေကအတော်လေးကိုတုံ့လုံနေကြပါပြီ။အဲ့ဒီထဲမှာအမျိုးသမီးကျော်လေးရှိတဲ့ဦးပေါ်လေးအပါဝင်ဖြစ်ပါတယ်။ပြီးတော့သူသမီးအတွက်စိတ်ပူတာကြောင့်မလို့တခြားမျိုးကိုသမီးဖြစ်သူကိုခေါ်ပြီးတော့သွားရှောင်နေလိုက်ပါတယ်။ဒါမဲ့လည်းအနက်ခံကောင်းတဲ့မောင်ပိန်ရဲ့လက်ကနေမလွတ်ခဲ့ပါဘူး။သမီးကိုအရန်ချက်ပြီးတော့စိတ်ပူနေခဲ့ရတဲ့ဦးပေါ်တယောက်တမန်တော်ကင်းမှာတော့သူမမြင်ချင်ခဲ့တဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။မောင်မိန်ကတော့သူ့အတွက်လိုအပ်တဲ့ရနံ့တွေပြည့်စုံသွားပြီဖြစ်လို့လမ်းမာတွေမဲ့ကပောက်ပေါ်မှာအထူးခြားဆုံးရေမွေးတစ်ခုကိုဖော်ဆက်နေပါပြီ။ဒါမဲ့ဖော်ဆက်ပြီးတဲ့အခါမှာပဲမောင်မိန်ကိုတင်းတဲ့နိုင်ငံရဲ့လှရွှေအဖွဲ့ကဝိုင်းလိုက်လို့အဖမ်းခံလိုက်ရပါတော့တယ်။ထောင်ထဲမှာဦးဘောကမောင်မိန်ကိုအမျိုးမျိုးစစ်ပြီးတော့မေးပေမဲ့မောင်မိန်တယောက်ကတော့သူ့မှာဘာမှအဖြေရှိမနေခဲ့ပါဘူး။အဲလိုနဲ့တမန်တော်မှာတော့ဇလန်အစားကပြောခဲ့တဲ့မောင်မိန်ကိုချမှတ်ထားတဲ့ပြည်တံတွေစီရင်မဲ့ရက်ကိုရောက်လာခဲ့ပါပြီ။တမျိုးလုံးကလည်းတောင်းတောင်းဖြတ်ဖြတ်နဲ့မောင်မိန်ကိုစီရင်မဲ့နေရာမှာလာပြီးတော့ကြည့်ရှုကြပါပြီ။အဲ့လိုနဲ့မောင်ပိန်လည်းသူ့ရဲ့နောက်ဆုံးနေ့အတွက်ဝက်ကောင်းစားလာတွေဝက်လာရင်းနဲ့စီရင်မဲ့နေရာကိုသွားမယ်လဲပေါ်မှာသူ့ရဲ့ရေမွေးလေးကိုစွတ်ခဲ့လိုက်ပါတယ်။စီရင်မဲ့နေရာကိုရောက်လာချိန်မှာတော့သူ့ရဲ့ရေမွေးရနံ့ကိုရှူရှိုက်မိတဲ့အာနာပကွက်သားတွေကလည်းမောင်ပိန်ကအပြစ်မရှိတဲ့လူပါဆိုပြီးတော့အကျဉ်းသားမျက်ဝန်းနေနဲ့ကြည်ပါတော့တယ်။အဲဒီနောက်မှာတော့မောင်ပိန်လည်းပဲရေမွေးကိုလက်ကင်ပေါ်မှာဆွတ်ပြီးတော့လူအုပ်ကြီးစီကိုရနံ့နေပေးလိုက်ပါတော့တယ်။မောင်ပိန်ရဲ့ရေမွေးရနံ့ကိုရှူရှိုက်မိလိုက်တဲ့လူအုပ်ကြီးကတော့တယောက်နဲ့တယောက်ချစ်ခင်စုံမက်လာပြီးမြင့်ချင်အစုံတွေချက်ကုန်ကြပါတော့တယ်။ဒါမဲ့ရေမွေးနဲ့မရသေးတဲ့ဥပေါ်တယောက်ကတော့သူသမီးတို့လက်စားချီမယ်ဆိုပြီးတော့ဓာဆွဲပြီးတော့စေမော်တက်လာခဲ့ပါပြီ။ဥပေါ်လည်းမောင်ပိန်အနာကိုရောက်နေလို့ရေမွေးရနံ့ရလိုက်တယ်ဆိုရင်ပဲခုနဒေါသတွေအကုန်လုံးကအဝှေ့ပြန်သွားပြီးတော့မောင်ပိန်ကိုအကျဉ်းသားမျက်လုံးတွေနဲ့တောင်းပန်နေပါတော့တယ်။နောက်ဆုံးမှာတော့မောင်ပိန်ဟာသူ့ဘဝတစ်လျှောက်လုံးစူးစမ်းခဲ့ရသမျှအခုချိန်မှာတော့အလွန်ထူးခြားတဲ့ရေမွေးကိုဖော်ဆက်နိုင်ခဲ့ပါပြီ။ဒါမဲ့လည်းသူ့ရဲ့အိမ်မက်အတွက်ပေးဆက်ခဲ့ရတဲ့မိမလာလေးတွေကိုတွေးမိနေမောင်ပိန်တယောက်စိတ်မကောင်းဖြစ်နေမိပါတယ်။သူ့အနေနဲ့လူသားမျိုးနွယ်တစ်ခုလုံးကိုကျွံပြူလို့ရတဲ့အထိအစွမ်းထက်တဲ့ရေမွေးကိုဖော်ဆက်နိုင်ခဲ့ပေမဲ့သူဟာအဲ့မျိုးလေးကနေပဲရစ်မျိုးစီထွက်လာခဲ့ပါတော့တယ်။အဲဒီတော့မှတော့သူ့ရဲ့ဘဝအစားဖြစ်တဲ့ပဲရစ်ငါးဈေးတွေကိုတွားလိုက်ပြီးတော့သူ့ကိုယ်ရေမွေးတွေလောင်းချပြစ်လိုက်ပါတယ်။အဲဒီချိန်မှာပဲရေမွေးနဲ့ရလိုက်တဲ့ဈေးတွေကလူကြီးကတော့မောင်ပိန်ကိုအကျဉ်းသားတွေဝိုင်းပေးလိုက်ကြတာမောင်ပိန်တယောက်အဝတ်စားပဲကြံနေတီဖြစ်သွားခဲ့ပါတော့တယ်။အဲလိုနဲ့ပဲရစ်မျိုးရဲ့ငါးဈေးတွေမှာမောင်ပိန်နဲ့အတူထိုးကြတဲ့ရေမွေးရလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့ကြတဲ့ပရိသတ်တိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်နေ့များမှလေးပဲစိတ်ဝင်စားဖွယ်ရာရုပ်ရှင်တွေနဲ့အတူတူပြန်လာခဲ့ပါအောင်မယ်ခင်ဗျာ။